ဒါလိုရှိတော့ကျော်ရမောင်တို့ဘက်ကိုပေါ့နော်တောင်ပြောပြောပြောမပြောပါနဲ့ဆိုပြီးတော့ဟောနော်ကျွန်တော်ဒီအလူကမိသားစုကနေပြီးတော့စုဆောင်ဝေး3000တော့ပြည်လာရောက်ရှင်းနေပါလေဗျာ3000ဒီခုန3000ခုန3000ဆိုတော့ကောင်း9000ပြပါပြီနော်အဲ့လူကရိုင်းပါလေဒီချိန်ဆိုင်ရင်းကိုတန်းလိုက်ပြီးဘုံတော်အကျိုးပြကြပါစေစိတ်သားရောဘာလို့လူရဆန္ဒပြုပြကြပါစေဒါလူမရှိတော့ကျော်ရကောင်ကသူ့မောင်ကောင်းကိုပူလာရပါလေဗျာ